ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာ One Friday 1-6 plan ပွဲကြီးမှာပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်ခဲ့တာကတော့စက်တဘာမြောက်တွဲဆိုင်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတွဲဆိုင်မှာကျွန်တော်တို့ရဲ့မှာ fighter လေးတွင်းထက်ပွဲထိုးခဲ့ရလို့ပါပဲ။တွင်းထက်ကဒီနေ့ပွဲကိုအနိုင်ရခဲ့ရင် American dollar 3သိန်းနဲ့စာအုပ်ကြီးရရှိဖို့နှိစက်နေတာကြောင့်ပရိသတ်အားလုံးကတွင်းထက်ကိုအားပေးခဲ့ကြပါတယ်။ဒါပေမဲ့ပွဲပြီးချိန်မှာတော့ရွှေပြီးတော့မျောတိုင်းဝေးဖြစ်သွားခဲ့ရတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့စံပေရဲ့ပြန်ဘက်ဖြစ်ဒီပွဲကိုရှင်မြန်သွားခဲ့တဲ့အသက်42နှစ်အရွယ်ဝိုင်းထိုင်းဖိုက်တာကြီးစံပေကတွင်းထက်ကိုအမတ်ဆုံးပြတ်တဲ့နဲ့အနိုင်ယူသွားခဲ့လို့ပါပဲဟုတ်ကဲ့ရှေ့ပွဲစဉ်နဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်တွင်းထက်ကဒီပွဲမှာပုံစံကောင်းမရခဲ့ပါဘူးပြီးတော့ဒုတိယပွဲကြီးတစ်ဝက်လောက်ကနေစပြီးတော့သူကတက်လုံးတဲ့ကစားအားလုံးဝကျသွားခဲ့ပါတယ်အဲအကြောင်းလဲနောက်ပိုင်းမှာစံပေကပွဲကိုသူ့စိတ်ကြိုက်ထိန်းချုပ်ပြီးတော့တွင်းထက်ကိုမနာတမ်းဖိအားပေးသွားခဲ့တာပါတွင်းထက်အနေနဲ့ဒီနေ့ပွဲစဉ်ပွဲကြီး3ကြီးလုံးမှာသူကပတ်တောင်ကိုထုတ်သုံးမိုးပဲစူးစမ်းနေခဲ့တယ်အဲပတ်တောင်တစ်ချက်ထိထိမိမိထိလိုက်ရင်စံပေလဲသွားမယ်လို့သူ့ဘက်ကယုံကြည်ထားခဲ့ပုံရပါတယ်ခင်ဗျဒုတိယပွဲကြီးမှာတော့သူ့ရဲ့ပတ်တောင်တစ်ချက်စံပေကိုထိသွားခဲ့တယ်အဲတော့စံပေအမတ်စင်ရေပြတ်ခံရပြီးဖြစ်သွားခဲ့တယ်နောက်တောင်ကျသွားတယ်ပေါ့လေဒီတော့အဲ့ဒုတိယပွဲကြီးအဲ့အနေထားမှာကျွန်တော်တို့တက်ဆမိလိုက်တာကတွင်းထက်ကအစီးအနေထားကိုရောက်သွားပြီးပွဲကိုသေချာထိန်းချုပ်ပြီးတော့ဆွဲခေါ်သွားနိုင်လိမ့်မယ်လို့ထင်ခဲ့တာဗျဒါပေမဲ့ထင်သလိုဖြစ်မလာခဲ့ဘူးစံမေကပွဲပြန်ပြီးတည်လိုက်တဲ့တိုင်နဲ့တွင်းထက်ကိုဖိအားပေးတော့တာပဲလက်ဒီတွဲလုံးတွေရှေကန်ချက်တွေစက်တိုက်ထုတ်သုံးပြီးတော့တွင်းထက်ကိုဖိအားပေးတယ်တွင်းထက်ဟာအဲ့အချိန်မှာပွဲတံပိုးရှော့ချဖို့အာယုံမစူးစိုက်နိုင်ခဲ့ဘူးအဲ့ချက်ကဒီပွဲရဲ့အလဲအပြောင်းဖြစ်သွားခဲ့တယ်ခင်ဗျဘာကြောင့်လဲဆိုတော့စံပေရဲ့ရှေကန်ချက်တွေလက်ဒီချက်တွေကတွင်းထက်ကိုဒရက်ဆက်ထိမှန်တဲ့အခါစံပေအနေနဲ့အမှတ်ပိုင်းဆိုင်ရာအရာပြန်ပြီးအသာစီးရလာခဲ့တယ်ပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒုတိယပွဲချီတဝက်လောက်ကိုရောက်တော့တွင်းထက်သက်လုံကျသွားခဲ့တယ်အဲဒါကြောင့်လဲတတိယပွဲချီအစမှာစံပေကတွင်းထက်ကိုနောက်တောင်းပြန်ကြအောင်ထိုးလို့ရသွားခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့တယောက်တစ်ချိန်စီနောက်တောင်းကြတယ်အမှတ်စရည်ပဲခံရတယ်အချိန်နေရစတူဖြစ်သွားတယ်အဲ့မှာရှေကန်ချက်တွေလက်တိချက်တွေပြစ်လွတ်ထားပြီးတော့အမှတ်ယူထားတဲ့စံရည်ကအသာစီးအနေထားကိုရောက်သွားခဲ့တယ်ခင်ဗျဒါကြောင့်လဲပွဲပြီးလို့တယောက်ကိုတယောက်အလဲမထိုးနိုင်တဲ့အချိန်မှာအမဘေးတိုင်လူရဲ့ဆုံးဖြတ်ချက်ကိုခံရတော့စံမေကနိုင်သွားခဲ့တာဖြစ်ပါတယ်။တွင်းထက်နေတဲ့2025ခုနှစ်ထဲမှာပထမဆုံးရှုံးပွဲကိုကြုံဆုံရတာဖြစ်ပါတယ်။ One Fighter ဘွားဖြတ်သန်းမှုတစ်ခုလုံးနဲ့ရှင်ပြီးတော့တက်မယ်ဆိုရင်တော့ဒီပွဲဟာတွင်းထက်အတွက်ဒုတိယမြောက်ရှုံးပွဲဖြစ်ပါတယ်။ American dollar 3သိန်းနဲ့စာအုပ်ကြီးနဲ့အနည်းဆုံးကိုရောက်ပြီးမှအခုလိုရှုံးပွဲကြုံရတဲ့အတွက်တွင်းထက်ဟာနစ်နာမှုကြီးခဲ့ရလို့ဆိုအောင်ဖြစ်ပါတယ်ခင်ဗျ။ဒါပေမဲ့ရှေ့လာမယ့်ပွဲစဉ်တွေမှာပုံစံကောင်းကိုပြန်လည်ထုတ်ပေါ်ပြသပြီးတော့ American dollar 3သိန်းနဲ့စာအုပ်ကြီးနဲ့ပြန်လည်နှိစက်ခွင့်ကိုရရှိပါစေလို့တွင်းထက်အတွက်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ